할렐루야. 야의 제수로 제우서 치마마레로 답한 편에 비로마 너 디마 저는 두리아 제인 피데 저는 맘미라 저는 너 프라마타카와 디 테노와 룽에리네 야올라 비비 피데 아마 야올라의 카마 저는 되게 뼈라 피데 테노와 레 되게 공화 야시레로 자야의 카마 저는 뼈의 카마 저는 되게 완미하라 피데 그래서 아쿠 저는 레디마 피야오라 저는 에인로묘 저는 가유바레로 되게 피하고 치자레 니코 모노마리노 또야라 되게 완다바레로 되니 저는 고고레 피하 아테신에 피하 피데 할렐루야 아자오 에라네 저는 야라비로 아쿠 시아마 야올라레 저는 루시마 야올라로 시아마레 치카고마 노 또아보얀 또 저는 세토에 비라 피데 세토에 피로 아쿠 디마 저는 이운소 이 공공파 너 이운소 두네 세토에 너 띠야비 띠야보 너 하더라마 아우 다가리자에 너비로 솔로몬 바로 마야데우 또로 차차메인소로 디마 모니 파에 두네 너 세토에 네네로 ခက်ခဲပါတယ်နော်အလုပ်တွေလုပ်ချတယ်ဒါပေမဲ့ဖခင်ရဲ့ကျေးဇူးတော်ပဲဘယ်လိုပြောမလဲရတယ်လို့ပြောမယ်နော်တယောက်ပြီးတယောက်ဖုန်းနံပါတ်တွေပေးတယ်နောက်ဆုံးဆောလမုန်ပါနဲ့နော်နောက်ဆုံးတယောက်ရှိသေးတယ်တဲ့နော်ဘယ်သူလဲတော့မသိအဲ့ဘူဒင်နေနော်ဒီအစီအစဉ်တွေကိုဆွဲတဲ့လူတယောက်ပြောရအောင်မယ်ဆိုတော့နော်အဲ့ဒါနဲ့ကျွန်တော်လည်းဆရာမလို့ confirm မပေးနိုင်သေးဘူးလို့နော်ဒီအစီအစဉ်ဆွဲတဲ့ဘူဒင်နော်ဆွဲတဲ့လူကိုပြောရအောင်မယ်ဆိုတော့ဟုတ်ပြီလို့ကျွန်တော်တို့ကဒီတနင်္ဂနွေနေ့မနက်ပေါ့နော်ရတယ်နှုတ်ကပတ်တော်ဆရာမတကယ်ပဲ focus ပဲရန်ကုန်ကနေလာတာဖြစ်တယ်လို့ပြောတဲ့အခါမှာသူတို့ကတကယ်ပဲပြောပါတယ်ဒီကနော်ဆိုလမုန်ပါကတနင်္ဂနွေနေ့တော့90%ကျင်းသေးတယ်confirm တော့မပေးသေးဘူးပေါ့နော်ဒီနေ့စနေနေ့ညတော့ခရိုင်းကျွန်တော်တို့လူငယ်တွေနဲ့ Rockford နေလာသလိုအချိန်ပေးနိုင်တယ် confirm အတီးပြုတ်ပေးတယ်လို့သူပြောတဲ့အခါမှာကျွန်တော်လည်းဆရာမကိုဘယ်လိုပြောရမှမသိဘူးကျွန်တော်တော့ယုံကြည်ခြင်းနဲ့ confirm ပဲပေးလိုက်တာဒါပေမဲ့ဆရာမကတော့ကျွန်တော်နဲ့တေချာရဲ့လားပေါ့နော်တကယ်ဘုရားကိုချစ်တဲ့အသုံးပြုတဲ့ဆရာမတွေကျတော့တကယ်ပဲတိကျကျနဲ့သူတို့လောက်တာဖြစ်တယ်ဘုရားလည်းတိကျတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲကြောင့်တကယ်ပဲယေရှုတင်တယ်ကျွန်တော်တဖန်ပြန်လဲပြီးတော့ဒီမှာချစ်တဲ့ဘုရားကိုချစ်တဲ့ယုံကြည်သူတွေတူတဲ့ပြင်သင်လူကြီးတွေပေါ့နော်သင်လူကြီးတွေနဲ့တကယ်ပဲအခွင့်ပေးတယ်တကယ်ပဲကျွန်တော်တာဝမ်းတာတာဖြစ်တယ်ဒီနေ့ကောင်းချီးခံစားမယ်အရောက်စီတိုင်းဟာလေလုယာဘုရားကိုစာငတ်တွေဖြောင့်မတ်ခြင်းတရားကိုစာငတ်တို့သူတို့ဒီဝါပြောခြင်းတို့ယောက်ျားလက်တန့်လို့ပြောတယ်ဝါပြောတယ်ဆိုတာဒီနေ့ကျွန်တော်တို့တက်တာမှာကျွန်တော်တို့ခန္ဓာတွေမကဘဲနဲ့ဝိညာဉ်ပါစိတ်ဝိညာဉ်ပါဝါပြောဖို့ဘုရားအလိုတော်ရှိတာဖြစ်တယ်အဲ့ဒီလူတွေကဘယ်လိုပြောစာငတ်တဲ့လူတွေဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်တကယ်ပဲယေရှုတင်တယ်နော်ဆိုင်ပါတော့မှာပြောလဲဆိုဒီမှာအသင်းလူကြီးကတိတ်မနှဲပါဘူးတဲ့12ယောက်လောက်ပဲရှိတယ်ဆိုတာဝါ12ယောက်ပဲလားလို့နော်တကယ်ပဲနော်အသင်းလူကြီးတွေကဒီမလေးရှားတို့အသင်းတော်အများစုကတော့နော်အသင်းလူကြီးတွေလက်ထဲမှာသူတို့ကလည်းစီမံကြတယ်သူတို့ကလည်းတအားကောင်းပါတယ်အကြံဉာဏ်တွေပေးကြတာအမှုတော်ဆောင်တွေကိုတကယ်ပဲဘုရားကိုချစ်ပြီးတော့မှသူတို့ကတကယ်စေတနာဝင်ထမ်းပေါ့နော်သူတို့ရဲ့စိတ်စေတနာနဲ့ဘုရားကိုချစ်ပြီးအသင်းတော်မှာလှုပ်ကြတာဖြစ်တယ်တကယ်ပဲကောင်းတယ်အသင်းလူကြီးတွေဘုရားကောင်းချီးပေးပါစေဟာလေလုယာတကယ်ပဲယေရှုတင်တယ်အခုကျွန်တော် short speed ပေါ့နော်အနေငယ်လေကြားစားလေးနှစ်ပိုက်လေးနဲ့လေခွန်အားပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ရောက်လာပြီးတော့ကျွန်တော်လည်းဘာမှမပြောဘဲမပြန်ချင်ဘူးဟာလေလုယာအာမင်ဘုရားကတကယ်ပဲအသက်ရှင်တဲ့ဘုရားဖြစ်တယ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကဝမ်းမြောက်တော်သူတွေဖြစ်တယ်အာမင်ပြောလိုက်ပါဦးဘေးနာပြောပါဦးယေရှုဘုရားအားဖြင့်ကျွန်တော်တို့ကဝမ်းမြောက်တော်သူတွေဖြစ်တယ်လို့ဟာလေလုယာဟာလေလုယာဟာလေလုယာယေရှုဘုရားကိုကျွန်တော်တို့ယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကဝမ်းမြောက်တော်သူတွေဖြစ်တယ်အောင်မြင်တော်သူတွေဖြစ်တယ်အာမင်ကျွန်တော်တို့ကြောင့်မဟုတ်ဘူးအဲ့ဒါကြောင့်တမန်တော်ရှင်ဘောလို့ဘာပြောလဲဆိုတော့ယေရှုဘုရားအပြင်ငါတို့ကိုအောင်မြင်ခြင်းကိုအခွင့်ပေးတော်မူသောဘုရားသခင်ကြီးယေရှုတော်ကြီးလာစွာတကားတယ်ယေရှုဘုရားအပြင်အာမင်ယေရှုဘုရားအပြင်ကျွန်တော်တို့အောင်မြင်တော်သူဖြစ်တယ်ဝမ်းမြောက်တော်သူဖြစ်တယ်ယေရှုဘုရားအပြင်ကျွန်တော်တို့ကဖြောင့်မတ်တော်သူဖြစ်တယ်အာမင်ဖြောင့်မတ်တယ်ဆိုတော့သိလားအပြစ်လုံးဝမလုပ်ဘူးမရှိတဲ့လူဖြစ်တယ်
ဖခင်ရဲ့ရှေ့မှာယေရှုဖခင်အဖြစ်ကျွန်တော်တို့ကဖြောင့်မတ်တော်သူဖြစ်တယ်ကပြောပါအောင်ဘေးနာလူကိုနော်ယေရှုဖခင်အဖြစ်ကျွန်တော်ကဖြောင့်မတ်တော်သူဖြစ်တယ်သင်ဟာဖြောင့်မတ်တော်သူဖြစ်တယ်လို့ဟာလေလုယာဟာလေလုယာဖြောင့်မတ်တော်သူဆိုတာကောင်းကြီးခံစားတော်သူပဲဟာလေလုယာဖြောင့်မတ်တော်သူဆုတောင်းတာဘုရားနာကြောင်းပဲအာမင်အဲ့ဒါကြောင့်ဆုတောင်းပါခုနဆုတောင်းကချက်တင်ပြတဲ့တယောက်တော့တွေ့တယ်ညီလေးပြောင်းလဲဖို့မကြခင်ပြောင်းလဲလာမယ်အာမင်ဟာလေလုယာဘုရားနာကြောင်းပဲဖြောင့်မတ်တော်သူဆုတောင်းတာဘုရားနာကြောင်းတယ်လို့ကျမ်းစာထဲမှာပြောတာဖြစ်အဲ့ဒါကြောင့်ကျွန်တော်တို့ယေရှုဘုရားအဖြစ်ဖြောင့်မတ်တော်သူယေရှုဘုရားအဖြစ်အောင်မြင်တော်သူဖြစ်တယ်လုံးဝစိတ်ဓာတ်မကြပါနဲ့အာမင်ယေရှုဟာအသက်ရှင်နေဒီနေ့ဟာလေလုယာအဲ့ကြောင့်ယေရှုဟာဒီနေ့ကောင်းချီးပေးခြင်းနဲ့အရောက်စီတိုင်းကျွန်တော်တို့ကောင်းချီးပေးခြင်းတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ဒီအသင်းတော်မှာလိုအပ်တဲ့အရာတွေကျွန်တော်တို့မိသားစုမှာဒီနေ့အရောက်စီတိုင်းမှာလိုအပ်တဲ့အရာတွေအားလုံးကိုဘုရားကကောင်းချီးပေးခြင်းတော်ဘုရားဖြစ်တယ်အာမင်ယေရှုအားဖြင့်ကျွန်တော်တို့ကအောင်မြင်တော်သူဖြစ်တယ်အဲ့ဒါကိုမှတ်ထားစေခြင်းတယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်ကြားစာနှစ်ပိုက်နဲ့ကျွန်တော်ဒီနေ့နော်တက်တည်ခံရင်းနဲ့တော့ခွန်အားပေးခြင်းပါတယ်လို့နော်ခဏနေဆရာမလည်းနှုတ်ကပတ်တော်နဲ့တွားမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကောင်းချီးခံစားမယ်ဟာလေလုယာကဲဖတ်ရအောင်နော်အဖက်ကျမ်းစာကျွန်တော်နှစ်ပိုက်နဲ့ဒီနေ့ခွန်အားပေးခြင်းတယ်လို့အဖက်အခန်းကြီးနှစ်အငယ်၄၅6မှာနော်အားလုံးကျွန်တော်တို့ဖတ်ရအောင်ဒီနှုတ်ကပတ်တော်ဆိုတာဒီနေ့ကျွန်တော်တို့ကိုခွန်အားပေးပြီးကျွန်တော်တို့ကိုဝမ်းမြောက်စေတယ်ဒီနှုတ်ကပတ်တော်နော်နှုတ်ကပတ်တော်ကိုစင်ကြယ်အောက်မေ့နှလုံးသွင်းတွင်းနေသူကျွန်တော်တို့တက်တာမှာဝမ်းမြောက်နေတာဖြစ်တယ်နော်ဒီနှုတ်ကပတ်တော်ကအသက်ရှင်တယ်ဖခင်ရဲ့စကားဖြစ်တယ်ယေရှုဖခင်ကိုယ်တိုင်ဖြစ်တယ်ဟာလေလုယာကဲဖတ်ရအောင်1 2 3သို့တော်လည်းဂယုဏတော်နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အားဖြင့်ဒုစရိုက်ပြစ်၌တည်လျက်ရှိနေသောငါတို့ကိုခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူပြီးကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ယေရှုခရစ်အားဖြင့်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရပ်၌နေရာပေးတော်မူပြီဟာလေလုယာဒုစရိုက်အပြစ်၌တည်လျက်ရှိတော်ငါတို့ကိုခရစ်တော်နဲ့အတူအသက်ရှင်စေတော်မူပြီလို့ပြောတယ်ယေရှုကဒီနေ့မနေခြင်းနဲ့မနောင်ကားလာမပြောင်းမလဲဘူးဒီနေ့ကျွန်တော်တို့ခေါ်တဲ့ခါမှာထူးတဲ့ဖခင်ဖြစ်တယ်စိတ်နှလုံးကြည်ကွဲတဲ့ခါမှာယေရှုကိုခေါ်ပါကျွန်တော်တို့ဝိညာဉ်ထဲမှာနော်ဝင်လာပြီးတော့မှငြိမ်သက်ခြင်းခံစားလာမယ်ကျွန်တော်ယေရှုကဒီနေ့လက်ဝါးကားတိုင်းပေါ်မှာအမှုပြီးဖြစ်တယ်ဟာလေလုယာနော်ထမြောက်စေတယ်နောက်ပြီးတော့ကောင်းကင်အရက်၌နေရာပေးပြီးဖြစ်တယ်ဒီနေ့ယေရှုကိုထိုသူကိုလက်ခံသမျှသည်ဟူသောကိုတော်ကိုယုံကြည်သောသူတို့ဟာဖခင်သခင်၏သားနော်ဒီနေ့အယုံရှင်တိုင်းယုံကြည်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟာလေလုယာယေရှုကိုယုံကြည်တဲ့လူဟာကျွန်တော်တို့ရဲ့ဝိညာဉ်ကယေရှုနဲ့သူကောင်းကင်မှာနေရာပေးပြီးဖြစ်တယ်အဲ့ဒါကြောင့်ဘာမှမစိုးရင်နဲ့ဟာလေလုယာကျွန်တော်တို့လိုအပ်တဲ့အရာတွေကျွန်တော်တို့ပြဿနာတွေကိုဖခင်ဖြေရှင်းပေးမယ်ငါပြောလိုက်ပါဦးဘေးနားလေးကကျွန်တော်တို့ရဲ့ပြဿနာတွေအခက်အခဲတွေကိုယေရှုဖခင်ပြင်ဆင်ပေးမယ်လို့ဖြေရှင်းပေးမယ်လို့ဟာလေလုယာ praise the lord hallelujah ကျွန်တော်တို့ steady isထိုင်ရုံပဲကိုရောကိုယုံကြည်ပြီးတော့နှုတ်ကပတ်တော်နှလုံးသွင်းပြီးတော့ထိုင်နေရုံပဲဘာမှမစိုးရင်နဲ့ဒါပေမဲ့တခုကျွန်တော်ခွန်အားပေးခြင်းနဲ့ဘာကြောင့်စိုးရင်တာလဲဆိုတော့လေကျွန်တော်တို့လေဘေးပတ်ဝန်းကျင်နေအတန်နေများများကြားတာတွေအဲ့ဒါတွေကလေဖျားစကားမဟုတ်ဘူးဆိုတော့ဒါအန်နေများတယ်ကျွန်တော်တို့စိုးရင်မှုပေးတာဖြစ်တယ်ဘေးနာနော်ဟိုပါပေါ့ကျွန်တော်ခွန်အားပေးခြင်းနဲ့ကျွန်တော်တို့တက်တာမှလေဖျားကိုယုံကြည်တဲ့သူတွေရဲ့ပြောတဲ့စကားကိုများများနားသွင်းစေခြင်းတယ်အဲ့ဒါကြောင့်ကျမ်းစာထဲမှာပြောတယ်ဆိုတော့အကျဉ်သူတည်းတဲ့အဘယ်သို့ကြားနာသည်ကိုတတိပြုကြသလားတဲ့နော်အဘယ်သို့ကြားနာသည်ကိုတတိပြုကြလောတဲ့လို့ပြောတယ်ဘယ်သို့ကြားနာတယ်လဲဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းစကားနှုတ်ကပတ်တော်စကားတွေကျွန်တော်တို့များများကြားတဲ့အခါမှာကျွန်တော်တို့တက်တာမှာလေငြိမ်သက်ခြင်းနေနဲ့ဝမ်းမြောက်ခြင်းနေနဲ့ကျွန်တော်တို့ရတာဖြစ်တယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့လောကစကားတွေနော်အသင်းပြောတဲ့စကားတွေလို့ပြောမှာနော်ဒါနဲ့ကျဖျားကိုမသိတဲ့လူတွေသူ
တို့ကလေပေါက်ကရအဲ့လိုပြောလိုက်ကြပြီကိုကစိုးရင်မှုတွေဖြစ်လာတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကြားတဲ့အရာယုံကြည်ခြင်းကဘယ်ရလာလဲကြားနာခြင်းအဖြစ်ဖြစ်တယ်ကြားနာခြင်းဒီလဲဘုရားသခင်နှုတ်ကပတ်တော်အဖြစ်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခရစ်တော်နဲ့ကောင်းကင်မှာနေရာပေးပြီးပြီအဲ့ဒါကြောင့်ကျွန်တော်တို့ဆက်ပြီးတော့အောင်မြင်ဖို့ရန်အတွက်ကျွန်တော်တို့ကြားတာတွေတတိထားစေခြင်းနဲ့နောက်ပြီးတော့မှကျွန်တော်တို့မျက်စိကြည့်တဲ့အခါမှာလည်းတတိထားစေခြင်းနဲ့ပညာရှိတာတဲ့တုတ်တန်ထဲမှာပညာရှိကတဲ့ပညာကိုပဲမျက်မှောက်ပြုတယ်တဲ့ဟာလေလုယာမျက်မှောက်ပြုဆိုတခါကျကျွန်တော်တို့ကတော့ Facebook တွေနဲ့ဒါပြောတနေ့ကုန်တညလုံးကြည့်တဲ့လူရှိလားကြည့်လိုက်တော့ Facebook ပဲသူကြည့်နေတာနော်ပညာရှိတဲ့သူဆိုတာကဒီနေ့ပညာဆိုတာဒီမှာနှုတ်ကပတ်တော်အားဖြင့်ဒါလည်းဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ပညာကိုမျက်မှောက်ပြုကျွန်တော်တတိထားစေခြင်းနဲ့ကြည်တာတွေကကျွန်တော်တို့ကလေကျွန်တော်တို့တက်တာမှာဖြစ်လာတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်နောက်တစ်ပိုက်နော်ခွန်အားပေးခြင်းနဲ့တိမောသေဒုတိယစာဆောင်အခန်းကြီး1အငယ်8မှာနော်အဲ့လိုဖတ်ရအောင်နော်တကယ်ပဲကျွန်တော်တက်တာကောင်းကြီးခံစားမယ်ဒီနေ့အလားနဲ့အပြန်မတူအောင်ကောင်းကြီးခံစားစေခြင်းနဲ့တိမောသေဒုတိယစာဆောင်အခန်းကြီး1အငယ်8မှာဒါဝိအမျိုးဖြစ်သောယေရှုခရစ်သည်ငါဟောပြောသောဧဝံဂေလိတရားအတိုင်းတေခြင်းမှထမြောက်တော်မူသည်ဟုအောက်မေ့လောဟာလေလုယာဒီနေ့နော်ဧဝံဂေလိဆိုတာကဒီနေ့ယေရှုခရစ်တော်ရဲ့အကြောင်းဖြစ်တယ်ယေရှုကိုကျွန်တော်တို့ယုံကြည်တဲ့လူကနော်ဘုရားသခင်ရဲ့သားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်နော်ငါဟောပြောတဲ့ဧဝံဂေလိတရားအတိုင်းတရားအတိုင်းတေခြင်းမှထမြောက်တော်မူသည်ဟုအောက်မေ့လောတဲ့ယေရှုခရစ်ကတဲ့တေခြင်းမှထမြောက်တယ်နော်တေခြင်းမှထမြောက်ပြီးတော့ဒီနေ့ကျွန်တော်တို့ ਨੇ အတူပါရှိတော်ယေရှုခရစ်တော်ဘုရားဖြစ်တယ်အဲ့တော့ယေရှုခရစ်တော်ဘုရားအောက်မေ့ခိုင်းတာဒီနေ့ကျွန်တော်တို့တက်တာမှာကျွန်တော်ဘာတွေအောက်မေ့နေတယ်လဲနော်စဉ်းစားအောက်မေ့နေတယ်ဒီနေ့ကျွန်တော်တို့အောက်မေ့မယ်အရာကယေရှုခရစ်တော်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့လေတခုခုကိုလေဆွဲလန်းပြီးဆင်ခြင်အောက်မေ့တဲ့အခါမှာဒီယေရှုခရစ်တော်ကိုလေအောက်မေ့တဲ့အခါမှာကျွန်တော်တက်တာမှာတကယ်ပဲဘုရားအလုပ်လုပ်လာတာတွေ့ရတယ်ဘာဖြစ်လို့လဲဆိုလူကလေတကယ်ပဲကျွန်တော်တို့စဉ်းစားဆင်ခြင်အောက်မေ့တဲ့အရာပေါ်မှာဖြစ်နေတာလေကျွန်တော်တို့လေအရောက်စီတိုင်းအသက်တာမှာစိုးရိမ်မှုတွေပင်ပန်းမှုတွေနော်အဲ့ဒါတွေဘာကြောင့်ဖြစ်တယ်လဲအခုတပြည့်အမေရိကဆိုရင်ငါတချို့လူတွေကြားနေရတယ်နော်ဟာတားပင်ပန်းနေတဲ့အလုံးမလုံးချင်တော့ဘူးတဲ့မိသားစုကနော်ဘာပြောလဲအစိုးရပေးတဲ့အိမ်မှာနေပြီးတော့ food stamp ပဲစားတော့မယ်တဲ့သူကမနဲ့ရောက်လာခဏညည်းသွားနေပြီဘာဖြစ်လို့လဲဆိုတော့တလင်းလာနေကနေတောက်ကြံနေအထိသူအလုံးလုံးနေရတာ哦တကယ်တော့သူအောက်မိမဲ့အရာကယေရှုခရစ်တော်ကိုဒီနေ့မဆွဲလန်းဘူးကျွန်တော်နှုတ်ကပတ်တော်မဆွဲလန်းဘူးမအောက်မိဘူးဆိုရင်တော့ကျွန်တော်တို့အသက်တာရင်လေးစရာပင်ပန်းစရာတွေအများကြီးပဲဖြစ်တယ်ဟာလေလုယာအဲ့တော့ကျွန်တော်လည်းလေတခါအလုပ်လုပ်နေတာဖုန်းကကားထဲမှာကြံတာကျွန်တော်အဲ့တုန်းကဘုရားရဲ့ကျေးဇူးတော်ပဲအခုတော့ highway တွေကိုကြိုက်တယ်လို့ကျွန်တော်မောင်းတယ်ဒါပေမဲ့ဘယ်လိုပြောမပြည့်စုံပါဘူးတော်တော်လေးမားပါတယ်မားတာတော့စပြီးမောင်းခရက်တစ်နှစ်နှစ်နှစ်လောက်လေစမောင်းတော့ဟိုက one way တွေလည်းပြောင်းပြန်မောင်းနော်ဟာရဲမတွေ့လို့တော်သေးတယ်အဲ့ဒီတင်လုံးခရက်ရနော်စီကံကိုလုံးဝမရှိ stop sign ဆိုလည်းမရက်ဘူးမောင်းချပလိုက်တာလေဟာအဲ့မဲ့ဘုရားကွဲကားတယ်ဟာလေလုယာနော်တင်မင်းရိမ့်နဲ့ရှောက်သွားရတော့လေဘေးကနေမကြောက်ပါအเจ้าမူကကိုတော်ဒီကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လန်နန်တော်နဲ့တောင်ဝဲတော်ဒီကျွန်ုပ်ချမ်းသာစေပါ၏တဲ့ဟာလေလုယာဒါပေမဲ့အခုချိန်ဒီလည်းမဟာပါတယ်အခုဆီယမကိုလာပို့တာနော်ဒီမှာကျွန်တော်လာပို့တာနှစ်ခါမားတယ်ဆီယမတော့စိတ်ညစ်လိုက်တာတဲ့ရောဖောနေအဲ့ဒီကျွန်တော် highway ကိုမီးပွိုင်းမီးစိမ်းမှကျွန်တော်ဒီဘက်ကိုယ်တဲ့စိမ်းမှသွားရမယ့်ဟာကိုကျွန်တော်ဒီမှာလမ်းတွေ့တော့ကျွန်တော်ကဟိုဘက်ကကားလာရင်တော့တွားပြီးကောင်းချင်းဆိုင်ပြီးအဲ့ဒါကျွန်တော်တခါတည်းအဲ့လိုပဲစိတ်ကလောတာလားဘာလဲမသိဘူးเนาะတခါတည်းကျရင်လောတဲ့အချိန်တွေရှိတယ်အမားတော့ဘုရားတော့သူကအစီအစဉ်ကြပါဟာလေလုယာနှုတ်ကပတ်တော်စင်ကြအောက်မိတ်မောင်းနေတားပြောတယ်လေ confidence လည်းရှိတယ်အဲ့လိုမဟုတ်ဘူးတခါကျရင်ကိုလှုပ်ချင်တာများတော့တယ်အဲ့လိုမောင်းတော့ဆရာမစိတ်ညစ်နေတော့တယ်အဲ့ဒါလားတော်သေးတယ်နန်းကျွန်တော်အနောက်ကနည်းနည်းပြန်ဆုပ်ပြီးမှဟိုမှာကားရရှက်နေတက်တယ်ရောက်လာတာဟာဒီကားနဲ့ထိတ်တိုင်းတွေ့ရင်တော့ဆိုပြီးတော့ကားအနောက်ပြန်ဆုပ်ပြီးတော်သေးတယ်ရဲမတွေ့ဘူးအဲ့ဒါနဲ့လာပြီးတော့ခုံမပါနဲ့တင်လာပြီးတော့ခုံမပါပြောတာမချသေးဘူးမီးပွိုင်းအနီကိုဖြတ်လို့အိမ်မှာဆာရောက်တယ်တိတ်ကြရတယ်ပတ်စံပေးရတယ်လို့ပြောတာမချသေးဘူးမီးပွိုင်းဝါနေပြီကျွန်တော်ဖြ
ဖြစ်ပြီးတော့မောင်းတော့အဲ့မိပွားလည်းပြက်တော့တခါနဲ့หนีပါလေရောအမမဖြတ်သိဘူးကျွန်တော်စိတ်ထဲမှာကြားဖို့တယ်တယောက်ကပါပြောဆိုအရှင်တို့ကလည်းအမေရိကမှာလွန်ခဲ့တဲ့အဆယ်နှစ်လောက်ကပေါ့နော်ဝါပြီဆိုတာနဲ့သူကရက်ပြီမမောင်းလွန်ခဲ့တဲ့10နှစ်တာဝါပြီဆိုရင်တတိပေးပြီလေမိပွားရောမဖြတ်တော့ဒါပေမဲ့အခုနောက်ဆုံးခေတ်ကျတော့ဝါပြီဆိုတာနဲ့ဘရိတ်ကိုနင်းကအောင်လီပါကိုနင်းကနေပြီတာဒီမိပွားကိုကြော်ချင်တာလေဒီကွန်းဆောင်မတူးလေမတူတော့သူတို့ပြောတဲ့အတိုင်းဟိုလွန်ခဲ့တော့10နှစ်တုန်းကတတိပေးတဲ့ဟာကိုနားမထောင်တော့ဘူးမွာပြီဆိုတာနဲ့ကျွန်တော်လည်းလီပါနင်းကနင်းပြီးတော့ဒီမိဘကိုကြော်မယ်ဆိုပြီးတော့အခုပဲကြော်လာတယ်ဟာကိုရောမားပြန်ပြီလို့ကျွန်တော်အိမ်မှာစာရောက်ရင်တော့တက်က100လောက်တော့ပေးရတော့မလားမသိဘူးဆိုဒါပေမဲ့ဖခင်ရှိတယ်ဟာလေလုယာယေရှုကိုယုံတယ်အာမင်ကိုရောတာဝန်ယူမယ်ဟာလေလုယာအဲ့ဒါကြောင့်ညီကောင်မောင်နှမတို့ဒီနေ့ကျွန်တော်တို့တက်တာမှာတကယ်ပဲယေရှုနဲ့တူသွားပါဟာလေလုယာယေရှုကိုအောက်မေ့ပါနော်သင်ခြင်းမှာထမြောက်တဲ့ကျွန်တော်ယေရှုကိုအောက်မေ့ကြရအောင်မပြည့်စုံပါဘူးဘုရားရှင်ကျွန်တော်ကောင်းချီးပေးတယ်တက်တင်ခံမယ်ဆိုရင်လည်းအများကြီးပါဒီနေ့ကျွန်တော်တက်တာမှာဒီကားဆိုလည်းအကောင်းဆုံးကျွန်တော်ဒီကားဝယ်တော့ဆိုကျွန်တော်အလုံးမရှိသေးဘူးဘန်လည်းကျွန်တော်မှမရှိသေးဘူးဒါပေမဲ့သူတို့သားရောင်းချင်တာမသိဘူးရောင်းလိုက်တာပဲကျွန်တော်အဲ့ဒါဒါပေမဲ့ဒေါင်းပေးမယ်လည်းကျွန်တော်မှမရှိဘူးဘေးနာနေတိုတာကုမ္ပဏီကဒေါင်းပေးမယ်3000ပေးမယ်တဲ့3000ပေးမယ်ဆိုရင်အရင်ဆိုရင်တစ်လကိုအခု900ပေးရမယ်ဒေါင်းပေးမယ်နေ3000ပေးတယ်ဆိုရင်450ပဲပေးရမယ်လို့ပြောတော့အဲ့ဆိုရင်လည်းနေချီးပေးတယ်ဆိုတော့ချီးပေးဖို့ဆိုတိုတာကုမ္ပဏီကပဲဒေါင်းပေးမယ်အတွက်ဒေါ်လာ3000ချီးပေးတယ်အဲ့တစ်နှစ်ကြော်လေးနဲ့ကျွန်တော်နည်းနည်းစီပေးဆက်လိုက်တယ်ကောင်းကြေသွားတယ်အခုကားပေါ်လဲ3000ပတ်ဝန်းကျင်လောက်မှာအခုဆိုရင်2000ကျော်လောက်ပဲကျန်တယ်ဟာလေလုယာဖခင်ရဲ့ကောင်းကြီးကလေတဖြည်းဖြည်းနဲ့ပေးတာဖြစ်တယ်တခါတည်းနဲ့ကျွန်တော်တို့တက်တာမှာလေအလို့အစဉ်ပြေပြီးကြွယ်ဝချမ်းသာလာတာမဟုတ်ဘူးညီကောင်မောင်တို့နှုတ်ကပတ်တော်ကိုစင်ချင်အောင်မိပြီးယေရှုကိုအားကိုးပြီးတော့ယုံကြည်ပြီးတော့ကျွန်တော်တို့အသက်ကထာယေရှုနဲ့အတူကောင်းကင်ဘုံမှာနော်အသက်နေရာပေးပြီးပြီဖြစ်တယ်ကျွန်တော်တို့ဘာမှစိုးရင်ဆရာမလို့ကျွန်တော်တို့စင်ချင်အောင်မရမှာဘုရားရဲ့နှုတ်ကပတ်တော်နဲ့ဘုရားကိုနံပါတ်1ဦးစားပေးပြီးတော့ကိုရောကိုယုံကြည်နေတွေ့ဘုရားကျွန်တော်နဲ့အတူပါရှိမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီအနေငယ်နဲ့ကျွန်တော်ခွာပေးခြင်းတယ်ကားဆိုအခုကျွန်အမှုတော်ကျွန်တော်အဝင်ကလေးတွားဖို့နော်ဘုရားလက်ထဲပဲအပ်ထားတဲ့ကောင်းနော်အဝင်ဘုရားလက်ထဲအပ်တဲ့ခါမှာဘုရားအားလုံးတာဝန်ယူတယ်တကယ်တော့ပေါ့ accident တွေလည်းအများကြီးကျွန်တော်ကြုံတယ်ဒါပေမဲ့ဘုရားလုံးဝကွယ်ကားတယ်ကျွန်တော်နဲ့သူတခါမီးပွိုင်မှာတော့ခုနပြောသလိုပဲနည်းလေးထပ်ပြောမယ်နော်ဝါပြီဆိုတာနဲ့ကျွန်တော်လည်းနင်းကန်လီပါကိုနင်းတော့တာတခါနင်းတော့လေတအားအချိန်ပြင်းတာကို40လောက်ဖြစ်သွားပြီဖြစ်တော့အရှိအကားသူကဖြည်းဖြည်းလေးသွားနေတာကျွန်တော်တိုက်တော့မယ်အရှိအကားကိုကျွန်တော်ကားသူက2018ဆိုတော့ချက်ချင်းပြောပြီခင်ဗျဘရိတ်အုပ်တော့တိုက်ပြီလို့သူကပြောတယ်ပြောပြီးသူကိုယ်တိုင်ဘရိတ်အုပ်ပေးတယ်ကျွန်တော်မမီတော့ဘူးသွားပြီကျွန်တော်ပြာရခတ်ပြီလေလူကအဲ့လိုဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဘေးလမ်းကိုကျွန်တော်꿰လိုက်တာအဲ့နီလာမဲရှိတော့တယ်ကျွန်တော်အဲ့ဒါကြည့်လား꿰လိုက်တဲ့ခါကျတော့အဲ့ဘေးနာနေကား speed သူလည်း high speed မောင်းလာတော့ချက်ချင်းပဲကျွန်တော်ကားကောင်းကင်သမားဆွဲထားလိုက်တာလို့ပဲကျွန်တော်ရှုံချတယ်ထိတ်တိုက်တွေ့မဲ့ရလေဟိုလမ်းကတခါတည်းဒီလိုဖြစ်နေတယ်ဆိုတော့အဲ့မဲ့အဲ့ကားကိုအရှိအမြန်ခိုင်းပြီးကျွန်တော်ကားကိုကောင်းကင်သမားဆွဲလိုက်တော့သူ့ရဲ့ဖင်လေးကိုပဲကျွန်တော်ရဲ့ဘန်ကာပါလေးနဲ့ထိတာဘာမှပိုးတော့မပုံဘူးဟာကိုရောတကယ်ကောင်းမြတ်လိုက်တာလို့တကယ်ကြီးပြာရခတ်တယ်ကျွန်တော်တိုက်ပြီလို့ပဲထင်တာဘုရားကောင်းမြတ်တယ်ဟာလေလုယာအာမင်အဲ့ဒါကြောင့်ဘုရားကိုဆွဲလန်းပါဘုရားကိုနံပါတ်1ထားပါကိုအန်ဒီရဲ့ထဲမှာတွိုင်းလေဘုရားကွယ်ကာမယ်အာမင်ပြီးတော့ highway မှာသွားတော့ကားကလည်းတခါမှန်ကွဲသွားတယ်ကျွန်တော်ဒီကားကြီးတွေနောက်မှာလိုက်တော့ကားကြီးဘိန်းရဲ့အနောက်ကနေကြောက်ခဲတွေဆင်လာပြီးတော့ကျွန်တော်မှန်ကားကိုရိုက်တာလေရိုက်တော့အဲ့မှာအက်ပြီးတော့ဟာဒါလဲတော့900 600လောက်ကြမယ်ဘုရားကိုရောလက်ထဲပဲအပ်ပါတယ်ဆိုပြီးတော့စနိုးလဲကြတော့မယ်တချို့တွေကပြောတယ်ဒီမှန်အကွဲနဲ့ကမှhighway မှာမမောင်းနဲ့အန်တယ်များတယ်မှန်ကွဲပြီးလူကိုလေထိနိုင်တယ်လို့ကျွန်တော်ပြောတော့ဒီပတ်စံနဲ့ကုန်မယ်ကျွန်တော်ဘယ်လိုလုပ်ရမလဲဘုရားလက်ထဲပဲအပ်တယ်တနေ့ကျတော့လူတယောက်ကကျွန်တော်တို့အိမ်မှာဘဲလာသေးပြီဒီကားဖြူကဘယ်သူဟာလဲမသိဘူးတဲ့ကျွန်တော်ဟာပါဆိုကျွန်တော်တိုက်လိုက်တယ်တဲ့ sorry ပဲတဲ့ဆိုပြီးတော့သူကိုယ်တိုင်အားလုံးတော့ဒီကားဘန်ကာပါတော့ဟိုဟာနည်းနည်းလေးပဲ့သွားတယ်သူကလမ်းရှင်းတဲ့ကားဖြစ်တယ်အစိုးရကားနော်ဒါကြတဲ့ကားသူလမ်းရှင်းနေနေသူအနောက်ကိုစုံနေကျွန်တော်ကားကိုတိုက်လိုက်တာကျွန်တော်ကားမှန်ကွဲနေတာငကိုတည်းကဒါပေမဲ့သူကတိုက်ပြီးအဲ့ဘန်ကာပါလဲအစ်စ်လဲပေးတယ်ကျွန်တော်ရဲ့မှန်ကိုလည်းအစ်စ်လဲပေးတယ်ဟာလေလုယာ
ကျွန်တော်600 900လောက်ကုန်မဲ့ရကျွန်တော်မကုန်တော့ဘူးဖခင်ပဲတာဝန်ယူသွားတယ်သူများကိုယော်ခိုင်းလိုက်တယ်အာမင်ဟာလေလုယာဟာလေလုယာအာမင်ကြကြထိုးပါအောင်အာမင်ဟာလေလုယေရှုတကယ်ကောင်းမြတ်တယ်အသက်ရှင်တယ်ဆိုတာကိုကျွန်တော်သက်သေခံရင်းနဲ့ခွန်အားပေးချင်ပါတယ်လို့အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယေရှုကိုယုံကြည်တဲ့သူကကျွန်တော်တို့ကောင်းကင်ဘုံမှာတကယ်ပဲနော်နေရာရပြီးပြီဖြစ်တယ်နောက်ပြီးဒီလူလောကမှာလည်းယေရှုနဲ့အမြဲတမ်းဆင်ခြင်အောင်မိပြီးတော့မှသူနဲ့သူသွားစေခြင်းနဲ့ဆိုတော့အနည်းငယ်လေးနဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့လို့ဒီနေ့ဆရာမလည်းရှိသေးတာဖြစ်တယ်တကယ်ပဲဝမ်းသာတယ်အရောက်စီတိုင်းပေါ်မှာဆက်လက်ပြီးဖခင်ကောင်းချီးပေးပါစေပြောမရတော့ဆရာကကိုအမေအရင်ကောတယ်အပြလို့ကျွန်တော်စီမရှိရတော့ကြာပြီအရင်လည်းခေါ်ရပါတယ်တကယ်ကိုဆရာကအခုလိုပေါ့နော်လက်တွေ့လေးတွေကိုပေါ့အခုလိုတက်တိခံသွားလဲရန်ကောင်းပါလေခုနကပြောတာကခွန်ပါနဲ့ဆိုင်ပါမှာလားခွန်ပါမဟုတ်ဆိုင်ပါဆိုင်ပါကမီနီကိုဖြတ်တာတရားပြီလားအဲ့ဒါကြီးရသလိုတကားတက်ပြောလိုက်မယ်တလာနဲ့300ရတယ်ကျွန်တော်အဲ့ဒါမီနီမှာဘယ်သူမှမရှိပါဘူးဆိုပြီးတော့ကူးချလိုက်တာကင်မရာရှိနေတာခရစရာကခွန်ပါလို့ပြောတယ်ခွန်ပါမို့ဆိုင်ပါအဲ့လိုခုလိုပေါ့နော်ကိုအားပေးတာတကယ်လဲအရင်လဲဝမ်းမြောက်ပါတယ်ဘာဖြစ်ဖြစ်ဆရာခိုင်ပေါ်မှာလည်းဘုရားသခင်တာ၍အသုံးပြုပါသေးဒီပြဿနာတွေကနေပြီးဘုရားသခင်ကကျွန်တော်တို့ကိုတွန်းတင်ပေးနေတာပါ